အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရွှေကပောင်ဖြစ်ပါတယ် Empowerment English သင်တန်းမှာဒီစာဖွင့်ကြရပေါ့နော်အခုချိန်ထိစာသင်နှစ်ဒါ9နှစ်တည်းရောက်ပြီပေါ့နော် listening and speaking ကိုပဲကျွန်တော်တို့သင်တန်းလေးဟာတည်တံ့ train ပေးပါတယ်အဲ့တော့စာတွေ့တွေ grammar တွေလေ့လာရတာညီးငွေနေပြီးသိထားတယ်မပြောတတ်ဘူးဘာသာပြန်တယ်ဒါမှမဟုတ်အချိန်တွေအရင်ယူတယ်စကားပြောဖို့ကျွန်တော်တို့အကြောင်းမှာဘယ်ဟာကိုအဓိကထားတာလဲဆိုတော့ပထမတစ်ချက်သင်တန်းကိုစတက်ပြီဆိုလို့ရှိရင် emotion ပေါ့နော်စိတ်ခံစားချက်ဘယ်လိုလဲသူဒီအင်္ဂလိပ်ဘာသာစကားကိုရတယ်ပြောတတ်တယ်သိတာတွေရှိတယ် grammar ဘိုင်းလည်းပိုင်တယ်အစရှိတယ်ပေါ့နော်ဒါပေမဲ့ယုံကြည်မှုပိုင်းရောနေယုံကြည်မှုပိုင်းလေ့ကျင့်ပေးတယ်အဲ့လိုမှမဟုတ်ပဲချိုးကကြတော့ပြဿနာလေးတွေမတူကြဘူးပေါ့နော်ဘာသာပြန်တာလေးတွေသူလုံနေတာရှိမယ်အဲ့တော့ကျန်တာတွေအဆင်ပြေတယ်ဘာသာပြန်တာအဆင်မပြေဘာသာပြန်နေမှုကိုဖြောက်ချင်တယ်ဆိုလို့ရှိရင်ဒီအရာကိုအဓိကထားပြီးကျွန်တော်တို့လေ့ကျင့်မယ်ပေါ့နော်အဲ့တော့ vocabulary လို့တဲ့သူဆိုရင် vocabulary target ထားပြီးတော့ပုံမြင်နေနဲ့ကျွန်တော်တို့လေ့ကျင့်မယ်ပေါ့နော်ကျွန်တော်တို့မှာနီးစနစ်ကအဓိကကျွန်တော်တို့အကြောင်းကစာအုပ်ကြီးတိုင်းမသွားတာပါအဲ့တော့ယုံကြည်မှုမရှိတဲ့သူကအင်္ဂလိပ်ဘာသာအကုန်လေ့လာအကုန်တခြားသင်တန်းတွေမှာကောင်းမွန်လေ့လာခဲ့ဒါပေမဲ့ကိုကယုံကြည်မှုညော့နေယုံကြည်မှုကျွန်တော်တို့က train မယ်ဒါမို့तू က90ရာခိုင်နှုန်းလောက်ကို तू သိထားတယ်ယုံကြည်မှုလည်းရှိဒါပေမဲ့ကျန်90ရာခိုင်နှုန်းလိုအပ်နေကျန်90ရာခိုင်နှုန်းကစပြီးကျွန်တော်တို့ကစတင်ပြီး train မှာပေါ့နော်ကျွန်တော်တို့ပုံစံအဲ့လိုမျိုးပေါ့နော်အဲ့တော့စတင်တန်းစလာတွေကကျွန်တော်ဝါစင်က8မျိုးလို့ပါတော့ကျွန်တော်မပြောဘူးပေါ့နော်ကျွန်တော်အဓိက trainer စကားပြောတောင် train တိထားတဲ့ဟာတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ passive ဖြစ်နေတဲ့ဟာတွေကို active ဖြစ်အောင် train ပေးတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဒါလေး intro ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ who ကိုပြီးခဲ့တဲ့အပတ်ကပြီးခဲ့တဲ့တစ်ခေါက်ကပေါ့နော်ကျွန်တော်တို့ဒီ object နေရာမှာကျွန်တော်တို့လေ့လာခဲ့တယ် who ကိုကျွန်တော်တို့ဒီ noun clause မှာဘယ်လိုဘာသာပြန်ရမလဲဆိုရင် do လို့ပဲကျွန်တော်တို့ဘာသာပြန်ရမယ်အဲ့တော့ကျွန်တော်တို့ကြည့်ကြအောင်အဲ့တော့ဒီမှာရှေ့မှာတွေ့ရမယ် who committed the crime အဲ့တော့အင်္ဂလိပ်ဘာသာစကားမှာ committed ဆိုတာမရှိဘူးပေါ့နော် tet ဆိုတာကြီးမရှိပါဘူး committed ပါအဲ့တော့ who committed the crime ရာဇဝတ်မှုကျူးလွန်တဲ့သူက is still under investigation အဲ့တော့စစ်ဆေးနေတော့မယ်ရှာဖွေနေတော့မယ်နော်သူတို့စုံစမ်းစစ်ဆေးနေတော့မယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီမှာကျွန်တော်တို့က who committed the crime တခုလုံးမှာ subject ဖြစ်ဒီကဘယ်လိုမြင်ရမလဲဆိုတော့လူနေရာမှာဒီစာကြောင်းဝင်နေတယ်ဆိုတာလေးကျွန်တော်တို့မြင်ရပါမယ်အလဲက main verb ဒီ is ဖြစ်ပါတယ် is under stay under investigation ပေါ့နော်ဒီမှာ noun clause မှာပါတဲ့ verb ဒီဘယ်တော့မှ main verb မဟုတ်ဘူးအပြင်ကကောင်ဒီ main verb ဖြစ်ပါတယ်အဲ့တော့ is မေးခွန်းလုပ်ချင်တယ်ဆိုရင် is ကိုရှေ့ပို့လိုက်မယ် who committed the crime ကို id ပုံစံနဲ့မြင်သူ့ကိုလည်းပြန်ထားရမယ်ကျွန်တော်ပြန်ကူပေါ့ကျွန်တော်တို့နော်အဲ့တော့ who left ကျွန်တော်တခုပြောချင်တာတစ်ချက်ကဘာလဲဆိုတော့ native speaker တွေကဒီလိုစာကြောင်းမျိုးတွေကိုမေးခွန်းမလုပ်ပါဘူးဒီလိုစကားမျိုးစာကြောင်းပြောတာများပါတယ်ဒါကတော့လက်တွေ့နယ်ပယ်မှာသုံးနေတဲ့ပုံစံလေးကို sharing လုပ်တာပါအဲ့တော့ who left the muddy footprints on the floor is quite obvious ဆိုတာ adjective စကားလုံးဖြစ်ပါတယ်သိတာပါတယ်ထင်ရှားပါတယ်သိတာကြီးအသိတာကြီးကို quite ဆိုတာလုံးဝပေါ့အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် who left the muddy footprints ဆိုတဲ့စာကြောင်းအဲ့တော့ခြေရာတွေကျန်ခဲ့တဲ့သူကအဲ့တော့ကျမ်းပြင်ပေါ်မှာခြေရာတွေကျန်ခဲ့သူကအသိတာကြီးကွာမြန်မာစကားမှာလို့ပြောသလိုပေါ့နော် who wrote the anonymous letter remains ကျန်ရစ်တယ်အဲ့တော့ဒီစာကိုရေးတဲ့သူက remains ကျန်ရစ်တယ်တော်မို့သိထားကြတယ် a complete mystery ဖြေရှင်းရခက်တဲ့ကိစ္စမျိုးနားမလည်တဲ့ကိစ္စမျိုးပေါ့နော်ဒါဘယ်သူမှအဓိပ္ပာယ်ဖွင့်လို့မရတဲ့ကိစ္စမျိုးအနေနဲ့ပေါ့နော်ကျန်ရစ်ခဲ့တယ် who you choose to marry မင်းဘဝမှာလက်ထပ်ဖို့ရွေးချယ်တဲ့သူက is a life changing decision အဲ့တော့မေးစရာရှိပါတယ်ကျွန်တော်တို့ you choose to marry ရဲ့နောက်မှာပုံမှန်အပြင်ကလူလိုက်ကြတာပါဒါပေမဲ့လူလိုက်ရတယ်ဆိုရင် object ပြောင်းနေတာရှစ်ကိုရောက်တော့ who မဖြစ်ဘူးလားဆိုတဲ့ကိစ္စပါအမြဲတမ်းလည်း video တွေမှာပြောပါတယ်စာတွေ့နဲ့လက်တွေ့ကကျွန်တော်တို့ဘာမှမဆိုင်ပါဘူးကျွန်တော်တို့တွေကစာတွေ့သိပ်များပါတယ်အဲ့တော့လက်တွေ့မှာသုံးတဲ့အသုံးလုံးမြင်ဟင်ဟာဖြစ်သွားတတ်တယ်အဲ့တော့စာတွေ့မှာသာလေဟွန်းဖြစ်ရင်ဖြစ်လိမ့်မယ်လက်တွေ့မှာတော့မရှိဘူးစာတွေ့ဆိုတာဘယ်လိုလဲဆိုတော့တက္ကသိုလ်စာရယ်အခု IS တွေgrammar test စာတွေနောက် level test စစ်မဲ့စာတွေအင်္ဂလိပ်စာနဲ့စစ်မဲ့ဟာမျိုးတွေပေါ့နော်ဘာလို့မဆိုတော့ရုပ်ရှင်တွေများများကြည့်မယ် real English နဲ့ audio တွေများများနားထောင်မယ်ဒါတွေသိလာလိမ့်မယ်စာတွေ့တွေအများများလို့ပြဿနာတက်သွားလိမ့်မယ်ကျွန်တော်တို့နော်သူစာတွေ့ဆိုစာတွေ့အဲ့တော့
E ဆိုတဲ့စကားမြန်မာစကားမှာစကားပြောနေမှာမသုံးသလိုကျွန်တော်တို့ဒီဆိုတာသူသွားနေတယ်ဒီလိုမျိုးပေါ့လို့ကွာခြားချက်တွေရှိတယ်လို့ပဲပေါ့နော်အင်္ဂလိပ်ဘာသာကမှလည်းကွာခြားချက်တွေရှိပါတယ်စကားပြောနေဒီရေးသားမှာပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒါ subject နေရာမှာထားသုံးထားတာပါတတိထားမိမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရှင်းရမှာကြံတယ် who you choose to marry အဲ့တော့မင်းလက်ထက်မဲ့သူက is a life change decision ဘဝမှာအဆုံးဖြတ်ပေးမယ်ဆုံးဖြတ်ချက်တစ်ခုပေါ့နော်အဲ့တော့ပြောချင်တာပါလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီ object နေရာမှာကြည့်လိုက်ရင်ကျွန်တော်တို့ adjective လေးလိုက်တယ် noun phrase လေးလိုက်နေတာတွေ့ရမယ်ဖတ်မပါဘူးပေါ့နော်ဟုတ်ပြီကျွန်တော်ဒုတိယဥစ္စာကြည့်ပါမယ်ဒုတိယမှာတခုထူးဆန်းတာတစ်ချက်ကသူဒီကျွန်တော်တို့ကဒီကောင်တွေကိုနားလည်ဖို့အတွက်အခြေခံအင်္ဂလိပ်ဘာသာစကားကိုပြောတတ်တာမျိုးရေးတတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးလေးဖတ်တတ်တာမျိုးလေးရင်သိရမယ်အဲ့တော့ဒီမှာ who will lead the team အဲ့တော့ဒီအဖွဲ့ကိုဥဆောင်မဲ့သူကအဲ့ဒါ subject လုံးဖြစ်တယ် hasn't been decided ဆိုတော့ပတ်ဆက်သုံးထားတာအဲ့တော့ဆုံးဖြတ်ချက်ရက်ဆိုတော့အခုထိတိုင်အောင်ဆုံးဖြတ်ချက်မချရသေးဘူးရက်ကို until now နဲ့မြင်ရမယ်နော်အဲ့တော့ who will lead the team ဆိုတဲ့စာကြောင်းကြီးကကျွန်တော်တို့ noun clause who ပုံစံဖြစ်တယ်အဲ့တော့ကျန်တဲ့ကောင်ဒီမှာ main verb ကဘာတူလဲလို့မေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလဲရကောင်ပေါ့နော် hasn't အဲ့တော့ဟုတ်ပါပြီမေးခွန်းလုပ်မယ်ဆိုသူ့ကိုရှေ့ပို့ရမယ်နောက်တစ်ခု who wins the scholarship ပညာတော်သင်ရတဲ့သူနော်ပညာတော်သင်ခွင့်ရတဲ့သူပေါ့အဲ့လိုပြောအောင်ပေါ့နော် will be announced ကြေညာပါလိမ့်မယ် on Friday နော်တောက်ကြနေရအောင်ကြေညာပါလိမ့်မယ်ကြေညာခြင်းကိုခံရမှာအဲ့လိုမျိုးခံရမှာတွေပါတယ်ပြောရင်ကျွန်တော်တို့အစင်မပြေဘူးပေါ့နော်အဲ့တော့ကြေညာပါလိမ့်မယ်ပေါ့နော်အဲ့တော့သူ့ကိုကြေညာမှာNow who should be responsible ဒီမှာ adjective နဲ့သုံးထားတယ်အရှိမကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတခုပြောချင်တဲ့ချက်က subject နေရာမှာဒီလို noun clause တွေက who ပဲဖြစ်ဖြစ်နောက်ပိုင်းလာမယ် where တွေနောက် what တွေရှေ့မှာတင်သူတို့ဒီအမြဲတမ်း present ဆိုအနေပဲအဲ့တော့အမြဲတမ်းအနေပဲအဲ့တော့လေက main verb ဝင်လာပြီဆိုတာနဲ့ကျွန်တော်တို့က ne game ပုံစံနဲ့ယူပြီးသွားရမှာပဲ Who should be responsible for the accident ဒီမတော်တဆမှုဖြစ်စဉ်အတွက်တာဝန်ရှိတဲ့သူတာဝန်ယူရမယ့်သူက is being debated in court ဒီမှာပြောချင်တာကလေဒီကောင်ကြီးကပတ်ဆက်တွေပေါ့နော်စာကြောင်းတွေပထမတစ်ချက်ပတ်ဆက်နားလဲဒုတိယချက် noun clause သုံးနေတဲ့ပုံစံကိုနားလဲရမယ်ဒါကိုနားလဲပြီဆိုလို့ရှိရင်ဒီမှာဘာဖြစ်လို့ being debate တွေဖြစ်တာလဲပေါ့နော်debate တွေဖြစ်တာလဲဆိုတော့ဒီကောင်နားလဲဖို့အတွက်ကျွန်တော်တို့ဒီစာကြောင်းလေးကိုနားလဲပြီးတော့ကျွန်တော်နောက်မှာပေါ့နော်ကျွန်တော်ရေးပြီးတော့ထပ်ရှင်းပြပေးပါမယ်အဲ့တော့အခုဒီမှာမှတ်ထားရမှာ who should be responsible for the accident is being debated in court ဆိုတဲ့စာကြောင်းကိုwho should be responsible for the accident ဆိုတာ subject အနေနဲ့ကျွန်တော်တို့မြင်ရမယ်တစ်ချက်ဒါကိုမြင်ထားရပြီအဲ့ရနေပြီးတော့ is being debated in court ဆိုတာဘယ်လိုလဲဆိုတာကိုကျွန်တော်တို့နောက်ဆုံးဒီဟာတွေရှင်းပြရရင်ကျွန်တော်ပြောပြပါဘာလို့ဆို noun clause ရှင်းနေတဲ့အချိန်မှာဒီဟာတွေဝင်ရှင်းရှုပ်သွားမှာဆိုလို့ကျွန်တော်တီးတန့်လေးရှင်းပြပါမယ်နောက်ဆုံးတစ်ကြောင်းမှာဒီမှာတော့ဘာကွာလဲဆိုတော့ကျွန်တော်တို့က noun clause တွေဖြစ်တယ် noun နေရာမှာဝင်ခြင်းသလိုဝင်မယ် who clause ဝင်မယ် what clause ဝင်မယ် where clause ဆိုရင်ဝင်ခြင်းလို့ဝင်ပထမစာကြောင်းကိုကြည့်မယ်ဆိုရင် who stole the documents ဒီစာရွက်စာတမ်းတွေကိုခိုးတဲ့သူက is what the detective is trying to solve စုံတော့ကဖြေရှင်းနေတာပဲအဲ့တော့စာရွက်စာတမ်းတွေအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုခိုးတဲ့သူကစုံတော်ကြီးဖြေရှင်းနေတဲ့ဟာတွေပဲဒါလိုပြောတာပေါ့နော်နောက်တစ်ကြောင်းကြည့်မယ် who you spend your time with အဲ့တော့ဒီမှာကပုံမှန်အားဖြင့်ဆိုလို့ရှိရင် I spend my time with someone လို့ကျွန်တော်ပြောwith someone ရှေ့ကိုရောက်နေတဲ့သဘောပေါ့နော် who you spend your time with အဲ့တော့မင်းအချိန်ဖြုံးတဲ့သူကဒါပဲဘာသာပြန် reflects your personality အဲ့တော့မင်းရဲ့ကိုယ်တွေ့ကိုပြနေတယ်နော်အဲ့တော့အဲ့စာကြောင်းနားမလည်မှာဆိုလို့အောက်ကစာကြောင်းလေးပုံမှန်တိုင်းရေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က who you spend with မင်းအချိန်ဖြုံးတဲ့သူက is who you become မင်းဖြစ်လာတဲ့သူပဲအဲ့တော့မြန်မာစကားရပြောမယ်ဆိုလို့ရှိရင်ဒီကောင်ကြီးကဘလို့မှမြန်မာစကားမပြန်တာတိတ်ခတ်တယ်ဆိုတော့ဘလို့ပြောရမလဲဆိုတော့မင်းအချိန်ဘယ်သူတွေနဲ့ဖြုံးလဲပေါ့ဖြစ်လာတဲ့ဖြုံးတဲ့သူတွေရဲ့ပုံစံပေါ်မှာမူတည်ပြီးတော့မင်းဖြစ်လာမှာပဲဒီမှာဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က who you spend depends on who you become depends on who you spend with လဲရေးလို့ရတယ်ကြိုက်တယ်လို့ပြောင်းလို့ရတယ် is နေရာမှာ depend ကိုထည့်ပြီးတော့ကျွန်တော်တို့က who you become depends on or who you are depends on right who you spend with နောက်တစ်ခုက who designed this building ဒီအဆောက်အအုံdesign ဆွဲတဲ့သူပါပေါ့နော် must be incredibly talented အဲ့တော့တော်တော်ကိုပေါ့နော်ဒီမှာ incredible တော်တော်ကိုဉာဏ်ကောင်းတဲ့သူပဲ
ဉာဏ်ရှိတဲ့သူပဲပြောလိုက်တာဒီလိုမျိုးပြောရမှာပေါ့နော်ဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒီမှာရှင်းမယ်လို့ထင်ပါတယ် who designed this building ဆိုတာ subject ဖြစ်ပါတယ်အလဲကောင်ဒီ mass ပေါ့နော်စာသမျှနောက်ကကောင်လာတဲ့ object ပေါ့ဟုတ်ပြီကျွန်တော်ခုနရှင်းတဲ့ပတ်စစ်အကြောင်းကျွန်တော်နည်းလေးအခြေတဝင်ထပ်ပြောပြပါမယ်အဲ့တော့ဟုတ်ပါပြီကျွန်တော်ခုနစာကြောင်းလေးကိုဒီမှာပြန်ရေးပေးထားတယ် who should be responsible for the accident is being debated in court ဟုတ်ပြီအဲ့တော့ဒီစာကြောင်းကို active စာကြောင်းပြန်ပြင်ရင် people are debating this accident ဒီမတော်တဆမှုကိုသူတို့ကဆွေးနွေးညှိခုံနေကြတော့မယ် in court မှာအဲ့တော့တရားရုံးမှာပေါ့နော်အဲ့တော့ပြောချင်တာကဒီကောင်ကိုကျွန်တော်တို့ကပတ်စစ်ပြောင်းလိုက်မယ်ဆိုရင် this accident တော့မဟုတ် the accident ကိုရှေ့တင်တယ် present continuous ပုံစံဖြစ်တဲ့အတွက် being ထည့်ပေးရတယ်ပတ်စစ်ပြောင်းရင်ဒါကြောင့် being လေးထည့်ပေးထားတယ်အဲ့တော့ဒီမှာ present continuous အခုလက်ရှိဆွေးနွေးညှိခုံနေကြတာမဟုတ်ဘူးဆိုလို့ရှိရင်စာကြောင်းကလည်း people debate ပဲဖြစ်သွားလိမ့်မယ် people debating တော့ဖြစ်စရာအကြောင်းမရှိဘူးပေါ့နော် present continuous ဖြစ်တဲ့အတွက် the accident is being debated ဆိုပတ်စစ်ပြောင်းရင်ပြောရတယ်ပေါ့နော်အဲ့စာကြောင်းနားလည်ရင် the accident နေရာမှာ who should be responsible for the accident ဆိုတဲ့စာကြောင်းဝင်တယ်ဒီမှာကအပေါ်ကစာကြောင်းကိုဒီပုံစံကြီးပြောင်းတာမဟုတ်ဘူးเนาะပတ်စစ်ပုံစံကိုရှင်းပြတာဘယ်လိုဖြစ်တည်လာလဲဆိုတာ is being debated in court ကဘယ်လိုဖြစ်တည်လာတာလဲဆိုတာရှင်းပြတာအရှိက subject နေရာမှာ who ဝင်တယ်ကိုပြောချင်တဲ့အကြောင်းအရာကဒီလိုပုံစံဖြစ်နေတဲ့အတွက် noun clause နဲ့ဒီလိုပုံစံဖြစ်နေတဲ့အတွက်ဒီလိုပုံစံဝင်တယ်လို့ပဲသဘောထားရမယ်accident for the accident ဖြစ်ပြီးဒီမှာ this accident အဲ့လိုမျိုးမဟုတ်ဘူးเนาะအဓိကဒီမှာဒီ tense ဘယ်လိုလုပ်တယ် passive ဘယ်လိုပုံစံပြောင်းသွားလဲကိုရှင်းပြတာဖြစ်တယ်အဲ့တော့ဟုတ်ပါပြီကျွန်တော်ဒီကောင်တွေကိုပို့ပြီးလေ့ကျင့်ခြင်းနဲ့ထဲဝင်ပို့လေ့ကျင့်ခြင်းနဲ့စကားပြောပါလေ့ကျင့်ခြင်းနဲ့စကားပြောမှဒီလိုမျိုးမြန်မာလိုရှင်းပြတဲ့ပုံစံမဟုတ်ဘဲနဲ့ဒီကောင်တွေကိုသုံးနိုင်လာတဲ့အထိလေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင် important english သင်တန်းမှာကျွန်တော် level 2ခုပဲရှိပါတယ်ကျွန်တော်သင်တန်းရှင်းပါတယ် level တွေအများကြီးလည်းမရှိပါဘူးbeginner level 6လရှိမယ် intermediate level 8လရှိမယ်ပေါ့နော် level တက်စစ်လို့စကားပြောတက်တဲ့အချိန်ပေါ်မှာမူတည်ပြီးတော့အချိန်တွေပေါ်မှာမူတည်ပြီးတော့ကိုရလာတဲ့ပေါ်မှာမူတည်ပြီးတော့ beginner တက်ကမလား intermediate တက်မလားကျွန်တော်တို့ခွဲတယ်ပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးလိုအပ်တာတွေလေ့ကျင့်ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်